အခုတစ်ခေါက်ရှင်းပြမယ်ဟာကြတော့ဒီဒိုင်ကိစံပေါ့နော်တထွေးကလင်းမှာတော့နှစ်ခုရှိတယ်ဒိုင်ကိစံနဲ့ရှော့ဒိုင်ကိစံပေါ့နော်တထွေးကလင်းအကြီးရဲ့တထွေးကလင်းအသေးရဲ့ဆိုတော့နှစ်ခုရှိတယ်ဒီဒိုင်ကိစံမှာကြတော့သူကဒီချစ်ကစံပေါ့နော်ချစ်ကစံဆက်ကစံဘယ်လိုရှင်ကစံအဝစတာမစ်စုပေါ့နော်တုံးခုရှိရပေါ့နော်သူကဒီဒိုင်ကိစံကလွေးတထွေးကလင်းအကြီးอ่ะကြတော့သူကဒီချစ်ကဆန်ဆိုဒီနရွက်အောက်မှာရှိတဲ့ထွေးကလင်းရဲ့ပြီးလို့ရှင်ဆက်ကဆန်ပေါ့နော်ဘောနော်ဒီရှာအောက်မှာရှိတဲ့ထွေးကလင်းအကြီးရဲ့ပြီးလို့ရှင်ကဆန်ပေါ့နော်ဒီမေရိုးအောက်မှာမေးအောက်မှာရှိတဲ့ဒီထွေးကလင်းအကြီးသူကထွေးကလင်းအကြီးက3ခုရှိရဲ့ဒီဒိုင်ကိစံကာရတဲ့1日1000から1500ミリリットル分泌されるပေါ့နော်ဒီထွေးကလင်းကနေတနေ့ကိုဒီပါစက်ထဲကနေတွေထုတ်တာ1000မီလီလီတာနဲ့1500မီလီလီတာအထိထုတ်လုပ်ပေးရပါတော့ဒီထွေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီထွေးကသူဘာလုပ်လဲဆိုတော့ဒီကိုနိုင်ရှိစချွန်းနာချိုတိုင်းနေထမစပေါ့နော်ဒီပါစက်အတွင်းကိုသူအစိုးတက်တွေဆိုစေပေါ့နော်ဆိုမှုထိမ့်သိမ့်ပေးတယ်ဘယ်လိုရှင်ထပ်ပဲမနော်ဆိုရှက်ကူရအင်ဂေနော်ဆိုကိုရှင်ပေါ့နော်ဒီစားတောက်တဲ့ဟာတွေကိုဒီဝါရလွယ်ကူအောင်ပြီးတော့ဒီမျိုးချရလွယ်ကူအောင်လို့သူထောက်ကူပေးရပေါ့နော်ပြီးလို့ရှင်တမ်ပွန်ကိုက်စရူရှောကခိုးဆိုပေါ့နော်ဒီကစီတက်တွေကိုခွဲချမ်းစိတ်ပြတဲ့ဒီကစီတက်တွေကိုသူပေါ့နော်ခြေဖြတ်ပြီးတဲ့ဒီအလုပ်တွေလုပ်ပြီးတယ်ပြီးလို့ရှင်စက်ကင်းတော့ပို့တက်ပြီးတော့ဒီပါစက်ထဲမှာရှိတဲ့ပိုးတွေကိုတက်ပြီးတယ်ပြီးလို့ရှင်ကိုကင်းစာရောဖုကူမိုနိုရှိစကအိုခုဖုကူမာရဲလို့ပေါ့နော်ဒီကိုပါစက်ထဲမှာဒီပေါ့နော်ယောဂပိုးတွေဘက်တီးရီးယားပိုးတွေပိုးမပေါက်အောင်သူကကာကွယ်ပေးတယ်ခုခံပေးတယ်ပေါ့နော်သူအဲ့အလုပ်တွေကသူလုပ်ပေးတယ်ပေါ့နော်ဒီ3ခုနေရာကလွယ်ပြီးလို့ရှင်ကျန်တဲ့ဟာတွေကဒီ show ဒိုင်ကိစံဆိုပြီးတော့ထွေးကလင်းအသေးတွေလည်းရှိတယ်ထွေးကလင်းအသေးတွေကကြတော့ခုရှင်ဆန်ပေါ့နော်ခုရှင်ဆန်ဆိုလို့ရှင်ဒီဘယ်လိုကိုချီပြီးလို့ပေါ့နော်နှခမ်းရဲ့ဒီနှခမ်းတဝိုက်မှာရှိတဲ့ဟာပေါ့နော်ပြီးလို့ရှင်ဒီပါပေါ့နော်ပါနာလေးမှာရှိတဲ့ဟာရဲ့ပြီးလို့ရှင်ဒီရှားထဲကနေထွက်လာတဲ့သွေးရဲ့ပြီးလို့ရှင်ကိုခိုင်ဆန်ဆိုလို့ရှင်ဒီပေါ့နော်အာခေါင်ထဲကနေထွက်လာတဲ့သွေးဒီပေါ့နော်အဲ့ဒါတွေကကျတော့သွေးကလင်းအသေးတွေသူကကျတော့အဲ့လောက်ထိပါမထုတ်ပေးပေါ့နော်အဓိကတော့ထုတ်ပေးတာကျတော့ဒီဒိုင်ကိစံ3ခုအဓိက3ခုနေရာမှာသူကကျတော့သူအများကြီးထုတ်လုပ်ပေးရပါတော့ဒီအကောင့်ထဲမှာကြာတော့လေဒီအကောင့်ထဲမှာအခုဒီလိုမျိုးဗီဒီယိုလေးတွေနည်းနည်းလေးဘယ်လိုပြောမလဲနည်းနည်းလေးမှတ်ရလွယ်အောင်လို့ပေါ့နော်ပေါ့နော်စူးစမ်းပြီးတော့တင်ပေးမယ်မလို့တကယ်လို့ကိုယ့်အတွက်အသုံးတည့်တဲ့အဆင်ပြေတဲ့အသုံးဝင်နေဆိုလို့ရှင်ဒီ like and follow လေးလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်အမတင်ထားတဲ့ဟာတွေအဆင်မပြေတာတွေအဲ့လိုမျိုးတွေတခုခုဖြစ်လို့ရှင်ပြောချင်တာရှိလို့ရှင်အမကိုဘောနော်အကြံဉာဏ်ပေးလို့ရပါတယ် comment နဲ့သင်ဖြစ်ဒါမှမဟုတ်ဒီ chat box ကနေသင်ကလည်းအဲ့လိုပေါ့နော်အကြံဉာဏ်တွေပေးပြီးတော့ဒီလိုမျိုးသင်ပေးပါအဲ့လိုဘာညာဆိုလို့ရှင်အမစူးစမ်းပြီးတော့ဒီနားလေလို့လွယ်အောင်ပေါ့မှတ်ရလွယ်အောင်အမစူးစမ်းပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်